တမိုင်းမှာအရှိကြာဆုံးနဲ့ကြောက်စရာအကောင်းဆုံးဆွဆွဲချက်တစ်ခုရှိပါတယ်။အဲ့ဒါကတော့မင်းတို့ကဘုရားသခင်ကိုတက်တဲ့သူတွေဆိုတဲ့စကားတစ်ခွန်းပါပဲ။အဲ့ဒီစကားတစ်ခွန်းကြောင့်ပဲနှစ်ပေါင်း2000နီးပါးအတွင်းမှာယူလူမျိုးတန်ပေါင်းများစွာဟာခရစ်ယာန်ရဲ့ညှဉ်းပန်းနှိပ်စက်မှုကိုခံခဲ့ရပါတယ်။ဒီအကူလိုအတူနေခဲ့ကြသူတွေကြားမှာဘယ်လိုကြောင့်ဒီလောက်ကြီးမားတဲ့အမုန်းတရားတွေကိန်းအောင်သွားခဲ့တာလဲ။အားလုံးပဲမင်္ဂလာပါခင်ဗျာ။ရွှေ family ကနေပြန်လဲကြိုဆိုလိုက်ပါတယ်။ဒီနေ့ကျွန်တော်တို့တမန်ရဲ့အမောင်ဆုံးအကြောင်းကြီးအကြောင်းကိုအသေးစိတ်တူးဆွကြည့်ကြရအောင်ဗျာ။လွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ယေရုရှလင်မြို့ရဲ့တရားခွင်မှာစကားတခွန်းထွက်ပေါ်ခဲ့ပါတယ်။အဲ့ဒီစကားတခွန်းကကဘာကြီးကိုသွေးချောင်းစီးစီးခဲ့ပြီးလူမျိုးတစ်မျိုးကိုနှစ်ပေါင်းထောင်ချီငရေကန်တွန်းပို့ခဲ့လိမ့်မယ်လို့ဘယ်သူမှမထင်ခဲ့ကြပါဘူး။ညီကိုတွေလိုအတူနေခဲ့ကြတဲ့ဂျူးတွေနဲ့ခရစ်ယာန်တွေကြားမှာဘယ်လိုကြောင့်ပြင်မဆက်နိုင်တဲ့အမုန်းတရားအကြောင်းကြီးဖြစ်သွားခဲ့တာလဲ။ယေရုရှလင်မြို့ရဲ့ပူပြင်းတဲ့နေ့တစ်နေ့ယောမဘုရင်ကပိလက်ဟာဇဝေဇဝါဖြစ်နေပါတယ်။သူရှိမှအဖမ်းခံထားရတဲ့ယေရှုဆိုတဲ့လူငယ်မှာဘာယာစုမှုမှမရှိတာကိုသူသိနေပါတယ်။ဒါမဲ့တရားခွင်အပြင်ဘက်မှာတော့ဂျူဘာသားရေးခေါင်းဆောင်တွေကလူအုပ်ကြီးကိုတွေးထူးပေးနေပါပြီ။သူ့ကိုတက်ပါလောကတိုင်မှာတင်မဆိုတဲ့အော်ဟစ်တန်နေဟာမျိုးတစ်မျိုးလုံးကိုတုံခါစေခဲ့ပါတယ်။ပိလက်မင်းကသူ့လက်ကိုရည်စည်းပြပြီးဒီလူတွေအတွက်ငါမှတာဝန်မရှိဘူးလို့ပြောတဲ့အခါလူဟုတ်ကြီးကတခဲနဲ့ပြန်អော်ခဲ့ကြပါတယ်။ဒီလူကသူ့ကိုယ်သူဂျူးတို့ရဲ့ဘယင်းလို့ပြောနေတယ်။ဒါဟာယောမဧကရမင်းမြတ်ကိုပုံကန်တာပဲတဲ့။နောက်ထပ်အဆိုးဆုံးစကားကတော့သူ့ရဲ့အတွက်တာဝန်ဟာငါတို့နဲ့ငါတို့ရဲ့သားစင်မီးဆက်ပေါ်မှာပဲကြားရောက်ပါစေတဲ့။အဲ့ဒီစကားဟာသမိုင်းမှာကြောက်စရာအကောင်းဆုံးကျင်းစာတစ်ခုဖြစ်လာခဲ့ပါတယ်။ပိလက်မင်းဟာလူအုပ်ကြီးရဲ့အမျက်ဒေါသကိုကြောက်တာကြောင့်ခရစ်တော်ကိုတက်ဖို့ခွင့်ပြုလိုက်ပါတယ်။ဇလန်ရဲ့ယဉ်နှစ်စရာအကောင်းဆုံးအပိုင်းကတော့ခရစ်တော်ဟာသူ့ကိုတက်မဲ့လောကတိုင်ကိုကိုယ်တိုင်ထမ်းပြီးဂေါသကုန်းမြင့်မောကိုတက်သွားရတဲ့အချိန်မှာပဲသူ့ကိုရိုက်နှက်ကြတယ်လောင်ပြောင်ကြတယ်။နောက်ဆုံးသူ့ရဲ့လက်နှစ်ဖက်နဲ့ခြေထောက်တွေကိုတံမိုးနဲ့ရိုက်နှက်ပြီးကက်တိုင်ပေါ်မှာတင်လိုက်တဲ့အခါကောင်းကင်ကြီးတစ်ခုလုံးမှောင်မိုက်သွားခဲ့ပါတယ်။ခရစ်တော်ဟာသူ့ကိုတက်နေတဲ့သူတွေအတွက်တောင်ဦးအဖာသူတို့လှုပ်တာသူတို့မသိလို့သူတို့ကိုခွန့်လွတ်ပါလို့ဆူတောင်းပေးခဲ့တာကတော့ယဉ်နှင့်စရာအကောင်းဆုံးပါပဲ။အဲ့ဒီအချိန်မှာခရစ်ယာန်ဆိုတာတိကျဘာသာတစ်ခုမဟုတ်သေးပါဘူး။သူတို့ဟာဂျူးဘာသာတွေကဂိုင်းငွေလေးတစ်ခုအိမ်တိန်တဲ့နေညီအကူပေးပါပဲ။ဒါပေမဲ့ခရစ်တော်ဟာဘုရားသခင်ရဲ့သားတော်ဟုတ်မဟုတ်ဆိုတဲ့ညင်ခုန်မှုကနေသူတို့ကြားမှာနိုင်ရန်ကြီးတစ်ခုခြားသွားခဲ့ပါတယ်။ခရစ်ယာန်တွေကယေရှုဟာငါတို့ရဲ့ကယ်တင်ရှင်လို့ယုံကြည်နေကြချိန်မှာဂျူးဘာသာဝင်အများစုကတော့သူဟာပုံကန်သူတစ်ယောက်ပဲလို့သတ်မှတ်ခဲ့ကြတယ်။အဲ့ဒီယူဆကွဲပြားမှုဟာအစားပိုင်းမှာဘာသာရေးညင်ခုန်မှုလေးသာဖြစ်ခဲ့ပြီးမြဲနောက်ွယ်မှာတော့ပေါက်ကွဲဖို့စောင့်နေတဲ့ရန်မုံကြီးတစ်ခုလိုဖြစ်လာခဲ့ပါပြီ။ဒီလိုနဲ့ပဲယေရှုအသက်ခံရပြီးနှစ်ပေါင်း300ကျော်အတွင်းခရစ်ယာန်ဂိုင်းဝန်တွေဟာယောမနဲ့ဂျူးဘာသာရေးဆရာတို့ရဲ့ညှဉ်းပန်းနှိပ်စက်တာခံရပြီးမြဲတဖြည်းဖြည်းအင်အားများလာခဲ့ပါတယ်။ဒီနေရာမှာအလှည့်အပြောင်းကတော့ယောမရဲ့ဘုရင်ကွန်စတင်တိုင်းကြောင့်ဖြစ်လာတာပါ။သူဟာစစ်တိုက်ခန်းညတညကောင်းကင်မှာလောကတိုင်ပုံတံကိုမြင်မှတ်ခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီစစ်ပွဲမှာသူနိုင်သွားတဲ့အခါခရစ်ယာန်ရဲ့ဘုရားသခင်ကတကူကြီးတယ်လို့ယုံကြည်သွားပြီးခရစ်ယာန်ဘာသာကိုတရားဝင်ဘာသာအဖြစ်သတ်မှတ်လိုက်ပါတယ်။အရင်ကအဖိနှိတ်ခံခရစ်ယာန်တွေဟာအခုတော့အာဏာရှိသူတွေဖြစ်လာခဲ့ပါပြီ။အဲ့ဒီအချိန်မှာပဲအမုန်းတရားရဲ့လက်နက်တစ်ခုကိုခရစ်ယာန်တို့ထုတ်သုံးခဲ့ကြပါတယ်။ဒါကတော့ဒီအိုဆိုင်လို့ခေါ်တဲ့ဘုရားတတူများဆိုတဲ့ဆွဆွဲချက်ပါ။မင်းတို့ဂျူးတွေကငါတို့ကူးခဲ့တဲ့ဘုရားသခင်ကိုတတ်ခဲ့တာမင်းတို့ရဲ့ဘူဝါတွေကခရစ်တော်ကိုလောကတိုင်တင်ဖို့တောင်းဆိုခဲ့တာဆိုတဲ့နာကြီးချက်တွေဟာရာစုနှစ်ပေါင်းများစွာကြာမဲ့အမုန်းတရားရဲ့မျိုးစေ့ဖြစ်လာပါတော့တယ်။ခရစ်ယာန်ဘာသာဟာယောမအင်ပါယာရဲ့အင်အားကြီးဆုံးဘာသာဖြစ်လာတဲ့အခါမှာတော့ဂျူးတွေအတွက်ငရေကန်စတင်มาတော့တယ်။ဥရောပတစ်ခွင်မှာဂျူးတွေကိုနေဆိုးရဲ့သားသမီးတွေလို့သတ်မှတ်ခဲ့ကြတယ်။သူတို့ကိုရွာပြင်မှာတီးခြားဂတ်တိုရီနဲ့ခွေးကီဟာလိုပိတ်လောင်ထားခဲ့တယ်။စီးပွားရေးလုပ်ခွင့်မပေးပါဘူး။အဆိုးဆုံးကတော့ဘလက်လိုက်ပဲလို့ခေါ်တဲ့ခေါ်လာဟာလာပါပဲဂျူရီဟာခရစ်ယာန်ကလေးတွေကိုပြန်ပြီးဆွဲပြီးကလေးတွေရဲ့သွေးနဲ့မုံလို့စားကြတဲ့ဆိုတဲ့ယုံနှန်းစကားတွေကြောင့်ဂျူပေါင်းများစွာကိုအရှင်းလက်မီးရှို့တက်ခဲ့ကြပါတယ်ခရစ်ယာန်ဖျားเจ้าတွေကလည်းဂျူတွေကိုနှိပ်စက်တာဟာ
ဖျားသခင်အတွက်အမှုတော်ဆောင်တာပဲလို့တွင်တင်ခဲ့ကြတဲ့အထိအမုန်းတရားတွေကပြင်းထန်ခဲ့ပါတယ်ခရုစိတ်စစ်ပွဲနဲ့တွေးချောင်းစီခြင်းဒီလူနဲ့ဂျူးတွေဟာအပေကန်အနှိမ့်ဆက်ကံဘဝကနေပူဆိုးတဲ့နှိမ့်ဆက်တက်ပြတ်မှုကိုခရစ်တော်ကိုမြင့်ခံရပြီးနှစ်ပေါင်း1000ကျော်အကြာမှာထက်ကြုံခဲ့ရပါတယ်1969ခုနှစ်ခရုစိတ်စစ်ပွဲတွေစတင်တဲ့အခါမှာဇက်ရှိန်ကအထွတ်ထိပ်ကိုရောက်လာပါတယ်ခရီးယန်စစ်တီတော်တွေဟာဂျေရုဆလင်ကိုမသွားခင်ငါတို့ဂျားတွေကရန်သူကိုအရင်ရှင်းမယ်ဆိုပြီးဥရောပကဂျူးတွေကိုရရဆက်ဆက်တပ်ဖြတ်ခဲ့ကြပါတယ်ဂျူးမိသားစုဝင်တွေဟာသူတို့ရဲ့သားသမီးတွေကိုခရီးယန်တွေလက်ထက်အဖမ်းမခံရစေဖို့ကိုယ်တိုင်ပြန်သက်ပြီးကိုတက်တည်ကြရတဲ့အထိကြီးကွဲစရာကောင်းပါတယ်ဒီရန်ညိုတွေဟာဘာသာရေးတက်မဟုတ်တော့ပဲမင်းတို့ကငါတို့ဖះကိုတက်တဲ့အမျိုးအနွယ်ဆိုတဲ့လက်စားချီမှုတက်ဖြစ်လာခဲ့ပါတယ်ဟီတလာနဲ့နောက်ဆုံးသောအကျိုးဆက်လူအများစုကဟီတလာဟာဂျူးတွေကိုဘာကြောင့်ဒီလောက်မုန်းတာလဲလို့မေးလေရှိကြပါတယ်တကယ်တော့ဟီတလာဟာအသေးဆန်းလုပ်ခဲ့တာမဟုတ်ပါဘူးဥရောပမှာနှစ်ပေါင်း1500ကျော်အမြင့်တွယ်နေခဲ့တဲ့ခရစ်ယာန်ရဲ့ဂျူးမုန်းတီးရေးစိတ်တက်ကိုအသုံးချသွားခဲ့တာပါဟီတလာကငါဟာဂျူးတွေကိုနှိပ်စက်တာမဟုတ်ဘူးခရစ်ယာန်အသင်းတော်ကနှစ်ပေါင်းများစွာလုပ်ခဲ့တဲ့အတိုင်းဆက်လုပ်တာပဲလို့ပြောခဲ့ပူပါတယ်ဒါကြောင့်မို့လို့လဲဂျူး6တန်းကျော်အသက်ခံရတဲ့ဟော်လူကိုဖြစ်ရဲ့ဆိုးကြီးမှာအချို့သောခရစ်ယာန်အတိုင်းဝိုင်းတွေကနှုတ်ပိတ်နေခဲ့ကြတာပါဒုတိယကမ္ဘာစစ်အပြီးမှာတော့ကမ္ဘာကြီးဟာဒီအမုန်းတရားရလက်ကိုကြည့်ပြီးတုန်လှုပ်သွားခဲ့ကြပါတယ်1965ခုနှစ်မှာတော့ကက်သလစ်အသင်းတော်ကဂျူးတွေဟာဖျားသခင်တက်တဲ့သူတွေမဟုတ်ဘူးလို့တရားဝင်ကြေညာပြီးနှစ်ပေါင်း2000ကျော်ကြာခဲ့တဲ့အမားကြီးကိုပြင်ဆင်ခဲ့ကြပါတယ်ဘာကြောင့်လဲဆိုတော့ခရစ်တော်ဟာလူသားအလုံးရဲ့အပြစ်အတွက်သူ့အလိုလျောက်အသေးခံခဲ့တာဖြစ်ပါတယ်။ဒါကြောင့်တစုံတစ်ယောက်ကိုလူသက်သမားလို့လက်ညှိုးထိုးနေတာဟာဘာသာရေးအရာလဲမှန်ကန်မှုဆိုတာကိုလက်ခံလာကြပါတယ်။ဒီနေ့မှာတော့ခရစ်ယာန်နဲ့ဂျူးတွေပြန်လဲသိမြတ်နေကြပါပြီ။ဒါပေမဲ့ဒီသမိုင်းကြောင်းကကျွန်တော်တို့ကိုပေးတဲ့သင်ခန်းစာကတော့အယူအဆလွဲမှားတဲ့အမုန်းတရားတစ်ခုဟာဘုရားသခင်ရဲ့နာမတော်ကိုသုံးပြီးလူသားချင်းချင်းဘယ်လောက်ထိရက်စက်နိုင်တယ်လဲဆိုတာပါပဲ။ဒီနေ့တင်ဆက်ပေးခဲ့တဲ့ခရစ်ယာန်နဲ့ဂျူးရန်ညို့သမိုင်းကြောင်းကမိတ်ဆွေတို့အတွက်ဗဟုသုတတစ်ခုခုကြံရစ်ခဲ့မယ်လို့မျှော်လင့်ပါတယ်။နောက်ထပ်လူမသိသေးတဲ့သမိုင်းကိုရဇလန်းတွေအတွက်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားပေးကြပါဦး။အားလုံးပဲငြိမ်းချမ်းကြပါစေခင်ဗျာ။